တချို့လောက်ရက်တွေကနောက်ကျမနေပဲတနေ့တော့ပြန်လာတတ်ပါတယ်ဒီနေ့မှာတော့မိသားစုတစုကနောက်ကျမှတီးလိုက်ရတဲ့သင်ခန်းစာကြီးတစ်ခုပါဝင်တဲ့အဖိုးတယောက်ရဲ့ပုံပြင်ကိုနားထောင်ကြည့်ပါအဖိုးတယောက်ဟာသူ့သားချွေးမနဲ့မီးလီတို့နဲ့အတူအိမ်တအိမ်ထဲမှာနေထိုင်နေခဲ့ပါတယ်အသက်ကြီးလာတာနဲ့အမျှသူ့လက်တွေတုံလာပြီးခန္ဓာကိုယ်လည်းအားနည်းလာခဲ့ပါတယ်သားနဲ့ချွေးမကသူ့ကိုစောင့်နေကြပေမဲ့အချိန်ကြာလာတာနဲ့အမျှစိတ်မရှိမှုတွေစိတ်အနှောင့်အယှက်တွေဖြစ်လာကြပါတယ်ဒါကြောင့်အဖိုးကိုအိမ်မကြီးထဲမှာမထိုင်ခိုင်းတော့ပဲမိဘကန်နားမှာပဲနေစေခဲ့ပါတယ်ထမင်းစားချိန်ရောက်ရင်လည်းပကံကောင်းမပေးပဲကြမ်းတမ်းတဲ့မျက်နှာပြင်ရှိတဲ့မြေပကံတစ်လုံးနဲ့ပဲစားခိုင်းခဲ့ပါတယ်ဒီရအားလုံးကိုသူ့ရဲ့မြေးလေးတာနေတိုင်းတိတ်တဆိတ်ကြည်နေခဲ့ပါတယ်ဒီနေ့မှာတော့အဖိုးရဲ့လက်တုံမှုကြောင့်မြေပကံကလက်ထဲကလွတ်ကြပြီးကွဲသွားခဲ့ပါတယ်သားနဲ့ချွေးမကအရန်ဒေါသထွက်ပြီးအဖိုးကိုစကားပြင်းပြင်းထန်ထန်နဲ့စူပူကြပါတယ်အဲ့ဒီနေ့ကစားပြီးသူ့ကိုတစ်သားပကန်းနဲ့ပဲစားခိုင်းကြတော့ပါတယ်ဒါပေမဲ့မြီးလေးကအရာအားလုံးကိုတေချာစောင့်ကြည့်နေခဲ့ပါတယ်ဒီနေ့မှာတော့ဖခင်ကသူ့သားလေးကိုတစ်သားပကန်းလေးတွေလုံနေတာတွေ့လိုက်ပါတယ်ဖခင်ကမေးလိုက်ပါတယ်မင်းဘာလုံနေတာလဲကလေးလေးကအေးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်အဖေနဲ့အမေအသက်ကြီးလာတဲ့အခါစားဖို့တစ်သားပကန်းတွေလုံနေတာပါအဖိုးလိုပဲလीဒီစကားကိုကြားလိုက်တဲ့အခါမိဘနေအောင်လုံးအံ့ဩသင်ပြီးအလွန်ရှက်မိသွားကြပါတယ်သူတို့ကအဖိုးကိုမိမြမမှန်မကန်ဆက်ဆံနေခဲ့ကြောင်းနောက်ဆုံးမှသိလိုက်ကြပါတယ်အဲ့ဒီနောက်အဖိုးကိုအိမ်မကြီးထဲပြန်ခေါ်လာပြီးချစ်ချင်းပေးစားမှုနဲ့ပြန်လဲစောင့်ရှောက်ကြပါတယ်ဒီပုံမြင်ကကျွန်တို့ကိုတတိပေးပါတယ်ဒီနေ့မိဘတွေကိုဘလို့ဆက်ဆံတယ်လဲဆိုတာကနောက်တစ်နေ့မှာကိုကလေးတွေကကိုအဲ့ဒီလိုပဲပြန်ဆက်ဆံနိုင်ပါတယ်ကံတရားဆိုတာနောက်ဆုံးတော့ပြန်လာတတ်ပါတယ်ဒီပုံမြင်ကတင်းငယ်နှလုံးသားကိုထိတွေ့နေတယ်ဆိုရင်မိဘတွေကိုချစ်ချင်းနဲ့လေးစားမှုနဲ့ဆက်ဆံပါဒီသင်ခန်းစာကိုလူများသိနိုင်အောင်ဒီပုံမြင်ကိုမျှဝေပေးပါ